မှာမိမကိုလို့ပြောတယ်ဆိုပေမဲ့စိတ်ပညာမှာဆိုရင်တော့ vulva နဲ့ vagina ဆိုပြီးအစိပ်ပိုင်းတစ်ခုပါဝင်ပါတယ် vulva ဆိုတာမိမကိုရဲ့အပြင်ဘက်အစိပ်ပိုင်းကိုခေါ်တာဖြစ်ပြီးတော့ vagina ကတော့ယာဒီသွေးဆင်းတဲ့ကလေးလေးမွေးတဲ့မွေးလန်းကြောင်ကိုခေါ်တာပဲဖြစ်ပါတယ်ဒီလိုမိမကိုရဲ့အတွင်းပိုင်းဖြစ်တဲ့ vagina ကိုတော့လုံးဝမစေးရပါဘူးတကယ်စေးရမှာတော့အပြင်ဘက်အစိပ်ပိုင်းကိုအဓိကထားပြီးစေးပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်မိမကိုဘာနဲ့စေးမလဲဘယ်လိုနဲ့စေးမလဲဆိုတာသိရှိဖို့လိုအပ်ပါတယ်ဘာနဲ့စေးရမလဲဆိုရင်တော့မိမကိုစေးဖို့အတွက်ရေနွေးနွေးလေးရဲ့အိုးမိုင်စင်းကထုတ်ထားတဲ့ feminine wash လေးရဲ့လိုအပ်ပါတယ်အိုးမိုင်စင်းကထုတ်ထားတဲ့ feminine wash ကဆိုရင်တော့မြန်မာပြည်တွင်းမှာထုတ်လုပ်ထားတဲ့ local product ဖြစ်ပြီးတော့ FDA ထောက်ခံချက်တွေရရှိတာဖြစ်တဲ့အတွက်ဘေးကင်းပြီးယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ်အိုးမိုင်စင်း feminine wash လေးမှာဆိုရင်တော့ coconut oil ကိုထုတ်ထားဖြစ်တဲ့အတွက်မိမကိုအရေးပြားလေးမှာ6တွေ့တာတွေကိုမဖြစ်စေဘဲနဲ့ရာရန်တာတွေကိုတတ်တာစေရဲ့အဆိုတက်ကိုပြန်လဲဖြစ်တည်ပေးရပဲဖြစ်ပါတယ်ဒါအပြင် manta papaya oil ပါတာကြောင့်မလို့အေးမြပြီးတော့ပူရှိန်လေးလိုမျိုးနည်းနည်းလေးကလည်းမှုန့်ပြည့်စေတဲ့တန့်လေးဖြစ်စေပါတယ်ဒါကြောင့်မလို့မိမကိုတစ်ဝိုက်ကိုအနံ့သက်ဆိုးတွေကင်းကျင်တဲ့တန့်ကျင်တဲ့အဆိုတက်လည်းထိန်းကျင်တယ်ဆိုရင်တော့အိုးမိုင်စင်းကထုတ်ထားတဲ့ feminine wash လေးကိုအသုံးပြုပြီးစေကြောပေးရမှာပဲဖြစ်ပါတယ်အရင်ဦးဆုံး mount pubis လို့ခေါ်တဲ့စီးကုံတစ်ဝိုက်ကနေစပြီးတော့စေကြောပေးရမှာဖြစ်ပါတယ်ရင်နွေးလေးရဲ့အိုးမိုင်စင်း feminine wash လေးကိုအမြုပ်ထအောင်လုပ်ပြီးတော့စပြီးစေးပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့မိမကိုရဲ့အပြင်ဘက်နှာခမ်းကိုတည်တည်ချာချာစေကြောပေးရမယ်ပြင်ဘက်နှာခမ်းကိုစေကြောပေးပြီးဆိုရင်တော့အတွင်းဘက်နှာခမ်းရဲ့အပြင်မျက်နှာပြင်အတွင်းမျက်နှာပြင်ကိုတည်တည်ချာချာလေးစေကြောပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့မိမကိုရဲ့ထိပ်ပိုင်း clitoris နေရာလေးကိုစေးပေးရမှာပဲဖြစ်ပါတယ် clitoris နေရာလေးကိုစေကြောပေးပြီးဆိုရင်သူ့ရဲ့အပေါ်မှာရှိအပူလေးကိုတည်တည်ချာချာစေကြောပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ရေနွေးနဲ့အတူအားလုံးကိုစေကြောလို့ရပါပြီဒါဆိုရင်တော့မိမကိုအရှေ့ပိုင်းတစ်ဝိုက်ကတန့်စင်သွားပြီဖြစ်ပါတယ်မိမကိုအရှေ့ပိုင်းတစ်ဝိုက်တန့်စင်သွားပြီဆိုရင်တော့မိမကိုနဲ့စအိုကြားမှာရှိရဲ့ perineum လို့ခေါ်တဲ့အစိပ်ပိုင်းကိုအိုးမိုင်စင်းကိုအသုံးပြုပြီးတော့ရေနွေးလေးနဲ့စေကြောပေးရမှာပဲဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့စေကြောပေးပြီးဆိုရင်တော့နောက်တစ်နေရာကတော့စအိုတစ်ဝိုက်ကိုအိုးမိုင်စင်းနဲ့အတူရေနွေးလေးနဲ့စေကြောပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးကတော့တင်ပါအနောက်ပိုင်းကိုတော့အိုးမိုင်စင်းနဲ့ရေနွေးလေးနဲ့နောက်ဆုံးအနေနဲ့စေကြောပေးရမှာပဲဖြစ်ပါတယ်ဒီလိုအားလုံးတန့်စင်ပြီးသွားပြီဆိုရင်တော့6တွေ့အတန်ရှင်းတဲ့တာဝါလေးနဲ့အတူတတာလေးဖိပြီးတော့တုပ်ပေးရမှာဖြစ်ပါတယ်အရင်ကြကြိုင်းပုတ်တာမျိုးလုံးဝမလုပ်တာပါဘူးဒါဆိုရင် Oh My Sin Feminine Wash လေးနဲ့တန့်စင်ပြီးပြီဆိုရင်ဒုတိယအဆင့်အနေနဲ့ Oh My Sin ကထုတ်ထားတဲ့ vegan serum လေးကို link ပေးရမှာပဲဖြစ်ပါတယ် Oh My Sin ကထုတ်ထားတဲ့ vegan serum လေးရဆိုရင်တော့ lemon tea ကထုတ်ထားတာကြောင့် vitamin C အစီနှစ်ပါဝင်တဲ့အတွက်မိမကိုရာရန်တာတွေတက်တာစေတယ်ပြီးတော့ vitamin A C E antioxidant တွေပါဝင်တာကြောင့်မလို့မိမကိုရောင်ရမ်းတာတွေလည်းလျှော့ချပေးနိုင်တယ်ပြီးရင်တော့ lavender oil ကထုတ်ထားတာကြောင့် vitamin E အစီနှစ်တွေနဲ့ပြည့်ဝတဲ့အတွက်မိမကိုအဆိုတက်ဖြည့်ပေးတယ်ပြီးတော့သားသမီးမွေးတာများလို့ပဲဖြစ်စေအလေးပင်တွေမလို့ပဲဖြစ်စေတခြားသောအကြောင်းတွေကြောင့်ဖြစ်စေတဲ့အိမ်ကြက်သားတွေရော်ရဲတာတွေကိုပြန်လည်တင်းရင်းစေဖို့တဲ့အများကြီးထောက်ကူဖြစ်စေမှာပဲဖြစ်ပါတယ်ဘယ်လိုလိမ့်ပေးရမလဲတန့်စင်ပြီးတဲ့မိမကိုတစ်ဝိုက်မှာစလိမ့်ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့လက်ကိုလည်းရေနဲ့စက္ကန့်နဲ့တခြားစေကြောပေးရမယ်ပြီးရင်တော့မိမကိုထိတ်ဝတစ်ဝိုက်ကို Oh My Sin Vegan Serum လေးကိုစဝိုင်းပုံစံလေးဖြင်းချင်းစွာလိမ့်ပေးရမှာပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့မနေ့တစ်ချိန်ညချိန်နှစ်ချိန်လိမ့်ပေးလို့ရတယ်ဆိုပေမဲ့ဓမ္မတာလာတဲ့အချိန်တွေမှာဆိုရင်တော့ Vegan Serum လေးကိုမလိမ့်မဲနဲ့မိမိရဲ့အတွင်းငယ်လေးမှာ Vegan Serum လေးကိုတုပ်ပေးထားမယ်ဆိုရင်တော့အနံ့စိုးတွေထွက်တာကိုလျှော့ချပေးမှာပဲဖြစ်ပါတယ်ဒီလိုမျိုး Oh My Sin Feminine Wash လေးကိုစေကြောပြီးတော့Oh My Sin Vegan Serum ကိုလိမ့်ပေးခြင်းအားဖြင့်တော့အနံ့စိုးတွေထွက်တာတွေတက်တာမဲ့အဖြူစင်းတာတွေတက်တာမဲ့မိမကိုရာရန်တာတွေရောင်ရမ်းတာတွေကိုလျှော့ချတက်တာစေတဲ့အပြင်အိမ်နေရန်ကြက်သားတွေကိုပြန်လည်တင်းရင်ဖို့အတွက်အများကြီးထောက်ကူဖြစ်ပေးမှာပဲဖြစ်ပါတယ်ဒီလိုဆိုရင်မိမိရဲ့ private area လေးတစ်ဝိုက်ကတန့်စင်သွားပြီဆိုရင်တော့အလှကြိုက်တဲ့အပြိုသမီးတွေအတွက် Oh My Sin ကထုတ်ထားတဲ့ Whitening Booster Essence လေးကို link ပေးရမှာပဲဖြစ်ပါတယ်ဒီ Oh My Sin ကထုတ်ထားတဲ့ Whitening Booster Essence လေးရဆိုရင်တော့ gluta powder နဲ့အတူအသားရည်ကိုဖြူဝင်းစေတဲ့ vitamin B3 ကိုထည့်ထားတာဖြစ်တဲ့အတွက်မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ညိုမဲတတ်တဲ့ပေါ့ဒူးတွေတထောင်စစ်တွေအပြင်ပေါင်ကြားတွေတချို့ဆိုရင်တော့ဒီ bikini area တွေမှာအသားရည်မဲတာတွေညိုမဲတာတွေရှိတတ်တဲ့အတွက် Oh My Sin ကထုတ်ထားတဲ့ Whitening Booster Essence လေးကို link ပေးမယ်ဆိုရင်သူက cream type လည်းမဟုတ်ဘူး essence type ဖြစ်တဲ့အတွက်အရေးပြားတဲ့ကိုပုံမလဲကိုစားစိတ်ဝင်စေပြီးတော့အာနိသင်ကပိုပြီးတိတာစေတယ်ဒါကြောင့်မလို့မိမကိုတော့ white ဒီ private area တော့ white ကိုတန့်စင်ပြီးတဲ့အပြင်ဖြူဝင်းခြင်းတဲ့သူတွေတခြားသောဂုတ်တွေဂျိုင်းတွေတထောင်တွေဒူးတွေဒီနေရာတွေမှာဖြူဝင်းခြင်းတယ်ဆိုရင်တော့ Oh My Sin ကထုတ်ထားတဲ့ Whitening Booster Essence လေးပါသုံးမှပြည့်စုံတဲ့အလှချက်ကိုပိုင်ဆိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်အမျိုးသမီးလေးတွေအနေနဲ့တန့်တန့်ရှင်းရှင်းလှလှပပကျန်းမာရေးနဲ့အညီဘယ်လိုနေထိုင်တန့်စင်ရမလဲဆိုတာသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာလှပတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်